မင်္ဂလာပါခင်ဗျာဒီနေ့ရဲ့မနက်ခင်းလေးမှာတော့ကျွန်တော်တို့ဟန်ဝိုင်းကနေအချိန်3နိုင်ခန့်ကြာအောင်ကားစီရတဲ့ဟလောင်းဘေးကိုတွားနေကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့စိတ်ကန်းကိုရောက်တဲ့ခါမှာတော့ကျွန်တော်တို့စီမဲ့တင်မောကြီးစီကိုချက်တက်ပုတ်စီးခဲ့ကြရပါတယ် Okay so ha means descending ဟာဆိုတာကဆင်းသက်လာတဲ့ဆိုတဲ့အဓိပ္ပာယ်ရှိပြီးတော့လောင်းဆိုတာကငကားလို့အဓိပ္ပာယ်ရပါတယ်ဒါကြောင့်ဟလောင်းဆိုတာကကောင်းကင်ကဆင်းသက်လာတဲ့ငကားလို့အဓိပ္ပာယ်ရပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဗီယက်နမ်နိုင်ငံကိုကျူးကျော်သူတွေဝင်ရောက်လာတဲ့အခါမှာငကားကကောင်းကင်ဘဝနေဆင်းလာပြီးတော့ကျူးကျော်သူတွေကိုတိုက်ခိုက်ပြီးဗီယက်နမ်လူမျိုးတွေကိုကာကွယ်ပေးခဲ့တယ်လို့ယုံကြည်ကြပါတယ်။ပြီးတော့ဒီငကားတွေကပဲဟလောင်းဘေးကြီးကိုဖန်ဆင်းခဲ့တယ်လို့လည်းတန်တာကြီးအဆိုတွေရှိခဲ့ကြပါတယ်။အခုဆိုရင်တော့ကျွန်တော်တို့တရက်တာနေထိုင်တဲ့ခုမဲ့ Grand Pioneer Cruise တင်မောကြီးပေါ်ကိုရောက်ရှိကြပြီပဲဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်တို့ဒီညအိတ်ဆက်မဲ့တင်မောကြီးပေါ်အခန်းကိုလိုက်ပြပေးချင်ပါတယ်ခင်ဗျာ။ဟိုးဒီခန်းကြီးမှာတော့ကျွန်တော်တို့2ယောက်တခန်းနှုံနဲ့တဲခိုခဲ့ကြရပါတယ်။ဟလောင်းဘေးကြီးကဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာတည်ရှိတာဖြစ်ပြီးတော့ UNESCO ရဲ့ကမ္ဘာ့အမွေအနှစ်တစ်ခုထဲမှာပါဝင်တာပဲဖြစ်ပါတယ်။ကျွန်တော်တို့အခုမြင်တွေ့ရတဲ့ကျွန်းနဲ့ကြောက်ဆောင်ရည်အတွက်စုစုပေါင်း1969ခုရှိတယ်လို့လည်းသိရှိခဲ့ကြရပါတယ်။ကျွန်တော်တို့နေ့ခင်းစာစားတော့ပြီးတဲ့အခါမှာတော့တင်မောကြီးပေါ်ကရေနွေးရေကူးကန်မှာရေကူးခဲ့ကြပါတယ်။ညနေခင်းမှာတော့ပင်လယ်ထဲကနာမည်ကြီးတဲ့ဆန်ဆော့ကူကိုအလဲသွားကြမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ပင်လယ်ထဲကတနေရာကိုသွားတိုင်းအခုလိုရှက်တပုတ်လေးတွေနဲ့ပြန်ပြီးသွားရတာပဲဖြစ်ပါတယ်။ကိုရတဲ့နေရာလေးရတယ်။မိုင်းပဲပုံမှာရှိတယ်။လက်ပုံရိုက်လို့ကောင်းတယ်ပေါ့နေရ။ဟောလိုနေရာမျိုးလေးဆိုလို့ရှိရင်လက်ပုံလေးရိုက်လို့ကောင်းတယ်။ဒီနေရာလေးကတော့ဟလောင်းဘေးမှာရှိတဲ့ထင်ရှားတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ဆန်ဆော့ကူလေးပဲဖြစ်ပါတယ်။ကူရဲကိုဝင်ဖို့အတွက်အခုလိုလက်ကကျက်အနေငယ်ကိုတက်ကြရမှာပဲဖြစ်ပါတယ်။တဘာဝတရားကြီးကတကယ်ကိုလှပလွန်တာဖြစ်လို့အခုလိုကဘာလက်ခီးသွားများစွာနဲ့ပြည့်ညက်နေတာကိုလည်းကျွန်တော်တို့တွေ့မြင်ခဲ့ကြရပါတယ်။ဒီကူကြီးကိုဖြတ်နေတော့ရှက်တယ်ဖို့ပေါ်မှာတင်မောကြီးရဲ့မန်နေဂျာပြပြခဲ့တာလေးကိုပြန်လဲဝေမျှပေးခြင်းပါတယ်500 millions of years ago Ha Long Bay was placed under the sea ဟလောင်းဘေးကြီးကလွန်ခဲ့သောနှစ်ပေါင်း300ခန့်တည်းကပင်လယ်ရေမျက်နှာပြင်အောက်မှာတည်ရှိနေတာပဲဖြစ်ပါတယ်ဒီနေရာကအရင်သမုဒ္ဒရာကြီးဖြစ်မယ်လို့ယူဆရပါတယ်ကမ္ဘာမြေမျက်နှာတွင်ပြင်ပြောင်းလဲရွေ့လျားမှုတွေကြောင့်ရေတွေကိုဆုပ်ယူသလိုဖြစ်သွားပြီးတော့ဒီနေရာကကျွန်းနဲ့ကြောက်ဆောင်ကြီးတွေကပေါ်လာတာဖြစ်တယ်လို့သိပ္ပံပညာရှင်တွေရဲ့အဆိုအရသိရှိရပါတယ်ဟလောင်းဘေးမှာရှိတဲ့ကျွန်းကြောက်ဆောင်ကူတွေကတော့ထုံးကြောက်အမျိုးအစားတွေပဲဖြစ်ကြပါတယ်အခုရောက်ရှိနေတဲ့ဆန်းစော့ကူကြီးကလည်းထုံးကြောက်ကူအမျိုးအစားဖြစ်တာဖြစ်လို့ကျွန်တော်တို့ဒီကူကြီးထဲမှာကြောက်ဆက်ပန်းဆွဲကြောက်ဆက်မိုးမျောကြောက်ဆက်တိုင်တွေကိုအခုလိုလှပစွာမြင်တွေ့ခွင့်ရရှိခဲ့ကြပါတယ်။ဖအံမှာရှိတဲ့ဆက်တန်ကူကြီးကလည်းထုံးကြောက်ကူအမျိုးအစားဖြစ်တာဖြစ်လို့ဂူတွဲမှာအခုလိုမျိုးမီးတွေနဲ့တေချာလေးလှဆင်လိုက်ရင်တော့အခုလိုလှပနေမှာပဲလို့ကျွန်တော်ယုံကြည်မိပါတယ်။ကူကြီးတဲ့ကိုလေးလှပြီးတဲ့အခါမှာတော့ကျွန်တော်တို့တင်မောကြီးစီကိုပြန်ကြတော့မှာပဲဖြစ်ပါတယ်။တင်မောကြီးစီကိုပြန်ရောက်တဲ့အခါမှာတော့ညနေခင်းနေဝင်ချိန်လောက်ကိုခံစားဖို့ကျွန်တော်တို့တင်မောကြီးရဲ့6လွှာကိုတက်ခဲ့ကြပါတယ်။ So today we will show you how to make this fried spring roll. Yes. နေဝင်ချိန်ကိုကြည့်ရှုပြီးတဲ့အခါမှာတော့ကျွန်တော်တို့ cooking class အနေနဲ့ Vietnam ကော်ပြန်လေးလုပ်ပြီးကိုတင်ပြပေးပြီးတော့ကျွန်တော်တို့ကိုယ်တိုင်လည်းလုပ်ခွင့်ရခဲ့ကြပါတယ်။ပြီးရင်တော့တင်မောကြီးပေါ်မှာလုပ်လို့ရတဲ့ activity တွေကိုကျွန်တော်လိုက်ပြပေးပါမယ်။ All I know of you is all the sights and more. Filmed by Coppola and the helicopters roar. One day I'll touch your soil. One day I'll finally know my soul. One day I'll come to you to say hello, Vietnam.
ကျွန်တော်တို့ဖွဲ့တွေကအန်တီတယောက်ရဲ့မွေးနေ့မှာ surprise birthday cake လုပ်ပေးတာဖြစ်လို့အန်တီအတွက်လည်းအမှတ်တရတစ်ခုအနေနဲ့ထင်ကြံနေမှာကိုတွေးမိရင်ကျွန်တော်တို့ပျော်ရွှင်ခဲ့ကြရပါတယ်ညကလည်းနှက်လာပြီဖြစ်လို့ဒီတညကိုတော့အိတ်ဆက်အနားယူကြတော့မှာပဲဖြစ်ပါတယ် Good morning ပါခင်ဗျာဒီနေ့မနက်ခင်းစောစောမြူရီကြားထဲမှာတော့ကျွန်တော်တို့ထိုက်ချီကစားခဲ့ကြပါတယ်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့မနက်စာစားတော့ပြီးမြူရီနဲ့လှပနေတဲ့ဟာလောင်းပေးကြီးရဲ့အလှကိုတင်မောပေါ်ကနေခန်းစားခဲ့ကြပါတယ် Tell me all about this thing that is difficult to say. It was given me the day I was born. I wanna know about the stories of the empire of old. My eyes say more of me than what you dare say. တင်မောကြီးပေါ်ကချက်ကောက်မလုပ်ခင်မှာတော့နောက်ဆုံး activity လုပ်ရမယ့်နေရာကိုတွားနေကြတာပဲဖြစ်ပါတယ်ဒီနေရာလေးကတော့မနက်စောစောမြူရီကြားမှာအရန်ကိုလှပနေပြီးတော့ကရက်လီလှော်တာနဲ့ဗန်ဘူးပုတ်စီရတွေကိုကျွန်တော်တို့ပြုလုပ်လို့ရမှာပဲဖြစ်ပါတယ်။ညဘယ်ညာလှော်လို့ရပြီလမ်းတက်သွားပြီโอเค။ကရက်လီလှော်တာကိုတော့ကျွန်တော်ပထမအဦးဆုံးချိန်လုပ်ပူရဲဆိုပေမဲ့တကယ်ကိုအခက်အခဲမရှိပဲအဆင်ပြေခဲ့ပါတယ်။ဘယ်လောဘယ်လောဘယ်အဲ့ညာဖြစ်နေပြီဘယ်လဲဟုတ်တယ်လော်ကြလိုက်လော်ဟလောင်းမေးကြီးရဲ့ Grand Pioneer Cruise ကြီးပေါ်မှာကုံဆုံးခဲ့ရတဲ့တရက်တာဟာ activity တွေများစွာပြုလုပ်ခဲ့ရတာဖြစ်လို့တကယ်ကိုပဲအချိန်တွေကုန်တာမြန်နေလို့ထင်ခဲမိပါတယ်ဒီနေရာလေးမှာကရက်လေးကိုကိုယ်တိုင်လော်ရတယ်ဆိုပေမဲ့စက်တန်ကိုထွက်မှာလှေစီးခဲ့ရတဲ့ခံစားချက်လေးကိုတော့ပြန်လဲအမတ်ရမိနေပါတယ်ဒါကြောင့်ဟလောင်းမေးကိုရောက်ဖို့သူတော်တော်များများကဖန်အန်နဲ့ဆင်တူတဲ့ခံစားချက်ရတယ်လို့ပြောတာကိုကျွန်တော်လက်ခံခဲမိပါတယ်ဒီ activity လေးအပြီးမှာတော့ကျွန်တော်တို့ရဲ့ဟလောင်းမေးမှာတညတာခီးစဉ်လေးကတော့ပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ကဲကူကိုသွားလေခဲ့ရလေပထမဆုံးလေကူစမ်းစောမပြည့်ပဲဒီနေ့မနေ့ကလီယွန်ကေ့ကိုသွားလေခဲ့ပြီကျွန်တော်တို့ရဲ့နောက်ဗီဒီယိုလေးမှာတော့ဗီယက်နမ်နိုင်ငံစာပါမြို့ကိုအလဲသွားမှာဖြစ်ပြီးတော့အင်ဒိုချိုင်းနာကျွန်းဆွယ်ကြီးမှာအမြင့်ဆုံးဖြစ်တဲ့ Fancy Pan တောင်ထိပ်ကိုလည်းအလဲသွားကြမှာဖြစ်ပါတယ်ကြည့်ရှုပေးခဲ့တဲ့သူအချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ကိုနေပါ